နက်ခင်းတစ်ခုမှာတာကီဆိုတဲ့ဆယ်ကျော်သက်ကောင်လေးဟာမီဆူကဆိုတဲ့မင်္ဂလိခနာကိုတဲကနေနှုတ်ထလာပါတယ်။သူမသိတဲ့ခန်းထဲမှာဘေးပတ်ပလက်ကိုကြည့်ပြီးသူ့ရဲ့ရင်ဘတ်ပေါ်မှာရှိနေတဲ့မိုးမောက်နေတဲ့တောင်လေးနှလုံးကိုလည်းအံ့အားသင့်စွာကြည့်နေခဲ့ပါတယ်။အိမ်မက်လာတကယ်လားမသိပဲဖြစ်နေတဲ့သူကအီးဆက်ဆက်ဖြစ်နေတဲ့သူ့ရဲ့ရင်သားတွေကိုကန်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမီဆူကဆိုတဲ့ညီမလေးယောစုဟာကရောက်လာပြီးအချင်းမူတူနဲ့ဘာတွေလုပ်နေရလဲမနှက်ဆာစားဖို့မြ мян လုပ်လို့ပြောလိုက်ပါတယ်။မီဆူကခန္ဓာကိုယ်ရဲ့ရောက်နေတဲ့တာကီကလည်းနူးညံ့အီးဆက်နေတဲ့တောင်လေးနှလုံးကိုကန်ကတကယ်အစ်စ်တိုင်းပဲလို့ပြောပြီးမှန်ထဲမှာကြည်လိုက်မှတခြားတစ်ယောက်ခန္ဓာကိုယ်ရဲ့ရောက်နေမှသိလိုက်ရပါတယ်။နောက်တစ်နေ့မနက်မှာတော့မီဆူဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပဲပုံမှန်အတိုင်းနှုတ်ထလာပြီးမီဆူဟာရဲ့အဘွားဒီနေ့တော့ပုံမှန်ပါပဲလားသူ့ရဲ့ညီမလေးကလည်းမနေ့ကဆိုယူးကြောင်ကြောင်နဲ့လို့ပြန်ပြောလိုက်ပါတယ်။မီဆူဟာအီတိုမျိုးကြီးလို့ခေါ်တဲ့မြို့ငယ်လေးမှာအဖွားဖြစ်သူရဲ့ညီမလေးရဲ့နဲ့နေထိုင်ပြီးအဖွားဖြစ်သူရဲ့အုတ်ထိန်မှုအောက်မှာချီမြင်တွေရဲ့ရိုးရဒလေးတွေနဲ့ကြီးမြင့်လာခဲ့ရသူပါ။သူ့ရဲ့အမေကတော့ဆုံးသွားပြီးတော့သူ့အဖေကတော့အီတိုမိုရီမြို့ရဲ့မြို့တော်ဝန်ဖြစ်ပါတယ်။စီကံကြည့်တဲ့သူ့ဖေနဲ့သူ့ရဲ့ဆက်ဆံရေးကလည်းတိတ်တော့အဆင်မပြေကြပါဘူး။ဒီလိုနဲ့ကြောင်းသွားရင်မီဆူဟာရဲ့တငယ်ချင်းဆာယာချင်းနဲ့တက်ရှိနဲ့တွေ့တော့ဒီနေ့တော့နစ်ဆက်ပင်နဲ့ဆင်ပြေနေတာပဲလို့ဆာယာချင်းကမီဆူဟာကိုပြောလိုက်ပါတယ်။ဘေးကနေတက်ရှိကလည်းမနေ့ကဆိုရင်လုံးဝအပမိနေတဲ့အတိုင်းပဲနေအဖွားပေရောကနှင်ပြီးလိုက်တာလားဆိုပြီးထောက်ခံပြောဆိုလိုက်ပါတယ်။မီဆူဟာကတော့ဘာမှမသိပဲဖြစ်လို့နေပါတယ်။ကြောင်းအောင်တော့လေသူ့စောက်ထဲမှာရေးထားတဲ့မင်းနဲ့ဘယ်သူလဲလို့ရေးထားတဲ့စာအုပ်တွေ့လိုက်ရပြီးဘယ်သူရေးထားတာလဲစဉ်းစားနေချိန်မှာဆီယာမကရုတ်တရက်နာမည်ခေါ်လိုက်လို့လန်တကြားနဲ့ထားရက်လိုက်ပါတယ်။ဒီနေ့တော့ကိုယ့်နာမည်ကိုမှတ်မိတာပဲလို့ဆီယာမကပြန်ပြောလိုက်တော့နားမလည်နိုင်အောင်ဖြစ်နေတဲ့မီဆူကနားချိန်မှာတော့သူ့တငယ်ချင်းတွေကိုမနေ့ကအကြောင်းမေးလိုက်ပါတယ်။မနေ့ကဆိုကိုထိုင်နေကြစာတင်ကုန်နင်းရဲ့လောကကိုရောမေ့နေတာနင်းစမင်ကဆိုဖွာလန်ကျဲနဲ့ခေါင်းစည်းကျိုးလည်းမပါဘူးလို့စာချင်းကပြန်ပြောပြပါတယ်။မီဆူကလည်းငါဘာမှမမီဘူးငါထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမက်နေတယ်လို့ခံစားနေရတယ်လို့ပဲပြောလိုက်ပါတယ်။ပြီးတော့သူဒီမျိုးစိတ်ကုန်နေပြီမျိုးကလည်းချင်းချင်းကြုံကြုံနဲ့ရထားကလည်း2နိုင်မှတစ်ခါတစည်းလာတယ်။စတိုးဆိုင်ကလည်းည9နိုင်ဆိုပိတ်တယ်။ကော်ဖီဆိုင်လည်းမရှိဘူးစားအုပ်ဆိုင်လည်းမရှိသွားဆရာဝန်လည်းမရှိအလုပ်ကန်ကလည်းရှားပတ်ပြီးယူစရာလင်ကလည်းမရှိနဲ့နေတာလည်းတိုးသေးတယ်။ကြောင်းပြီးတာနဲ့တိုဂျိုကိုသွားချင်လာပြီလို့မီဆူကနဲ့စာချင်းတို့နှစ်ယောက်သားပြောဆိုနေပြီးညှိယူနေကြပါတယ်။မီဆူကအီတိုမိုရီမြို့မှာနေထိုင်ရတာညီငွေနေသူဖြစ်ပြီးမင်းကလေးဖြစ်ရတာရောမွန်တီနေကတနေ့နေ့မှာတိုဂျိုမှာသွားနေရင်ဆန္ဒရှိနေသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့တညမှာမီဆူကအိတ်လိုက်လို့ပြန်လို့လာချိန်မှာတိုဂျိုမှာနေထိုင်တဲ့တာကီဆိုတဲ့ကောင်လေးရဲ့ခန္ဓာကိုယ်ထဲရောက်ရှိလို့နေပါတော့တယ်။မီဆူကတော့အိမ်မက်ရှယ်ယူကိုမက်နေရတယ်လို့ပဲတိုဂျိုမျိုးကြီးမှာကြောင်းတက်နေရပြီးအဲ့ဒီမှာရှိတဲ့အရာတွေကိုလည်းသဘောကျလို့နေပါတော့တယ်။တိုဂျိုမျိုးကြီးမှာနေရတာထင်သလောက်မကောင်းပဲတာကီရဲ့အချိန်ပိုင်းလုပ်တွေလည်းမီဆူကတယောက်လောက်ရပါတော့တယ်။နောက်တော့မှသူတို့ကြုံတွေ့နေရတွေကအိမ်မက်ဟုတ်မနေပဲတယောက်ကိုတယောက်နေရာချင်းလက်သွားကြမှန်တိသွားပါတော့တယ်။ဒီလိုဖြစ်တာဟာသူတို့ညဘက်အိတ်တဲ့အချိန်ကစတင်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့ခန္ဓာကိုယ်ချင်းလဲသွားကြပြီးမနက်မိုးလင်းတဲ့အခါတာကီကမီဆူကခန္ဓာကိုယ်ထဲရောက်နေပြီးမီဆူကလည်းတာကီခန္ဓာကိုယ်ထဲရောက်သွားကြတာပါဒီလိုနေရာလဲတာဟာတစ်ပတ်ကို3-4ခါလောက်ဖြစ်တဲ့ပြီးနေရာလဲတော့ကမှတ်ညံတွေကလည်းသူတို့ပြန်နိုးလာတဲ့အခါဘာမှမမိကြတော့ပါဘူးသူတို့ဘာတွေဖြစ်နေပြီလဲသိသွားကြတဲ့အခါမှာတော့တယောက်နဲ့တယောက်အဆင်ပြေပြေနေထိုင်နိုင်ဖို့အများဘက်မပြောင်းခင်မှာတယောက်ကိုတယောက်ခန္ဓာကိုယ်ထဲမှာဖြတ်တန်းပြီးဘလို့နေထိုင်စားတော့ရမယ်တနေ့တာမှာကိုယ်ဘာတွေလုပ်ခဲ့လဲဆိုတာတွေစသဖြင့်ညွှန်ကြားချက်တွေနဲ့တယောက်ကိုတယောက်ဖုန်းထဲကနှုတ်တွေထဲမှာဖြစ်ပျက်တွေကိုရေးထားခဲ့ကြပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာမတွေ့ဘူးကြမိမဲ့အချင်းချင်းနားလည်လာကြတယ်ခုံတွေမှာလက်တွေမှာပါးတွေမှာပါစာရီရေးထားပြီးဆက်တယ်လာကြတယ်တာကီခန္ဓာကိုယ်ထဲမှာရောက်နေတဲ့မီဆူဟာကသူနဲ့တူတူအချိန်ပိုင်းလုံးလုံးနေတဲ့စီနီယာမမကြီးအိုခုတဲရနဲ့နီးစပ်တော့အောင်သူ့ရဲ့မင်္ဂလိအမှုရာတွေနဲ့ကြွေတော့အောင်ကူညီပေးတယ်တစ်ဖက်ကမီဆူဟာခန္ဓာကိုယ်နဲ့တာကီကလည်းမီဆူဟာကိုကျောင်းမှာနာမည်ကြီးအောင်ကူညီဆောင်ရွက်ပေးတယ်မလို့ရောက်ဆိုတဲ့ကိစ္စတွေကိုတာကီဆိုတဲ့ငတီကတော့ဖောက်ပြတ်တတ်ပါတယ်မနက်နိုးလာတဲ့အချိန်သူလုံးနေကြအရာမီဆူဟာရဲ့ပြောဤနေတဲ့ရင်သားတစုံကိုကင်တာမျိုးပါတရက်မှာတော့မီဆူဟာခန္ဓာကိုယ်ထဲရောက်နေတဲ့တာကီရဲ့ညီမလေးယောဆူဟာနဲ့သူ့အဖွားတို့ကနမင်းကြီးနဲ့လူသားတွေကိုဆက်သွယ်ပေးမယ်အရေးကြီးတဲ့ဒလေထုံးတန်းတစ်ခုကိုပူဇော်ဖို့မီယာမီဆုလို့ခေါ်တဲ့ဘုရားကျောင်းရဲ့ဗိမာန်ကိုတွားကြပါတယ်လမ်းမှာမီဆူဟာတို့ဖွားကမူဆူဘီအကြောင်းကိုပြောပြပါတယ်ဒီဒေသကိုစောင့်ရှောက်နေတဲ့နမင်းကြီးကိုမူဆူဘီလို့ခေါ်တယ်ချီမင်းတွေကိုချီနှောင်တာလဲမူဆူဘီလူတွေကိုဆက်သွယ်တာလဲမူဆူဘီအချိန်စည်းနေတာလဲမူဆူဘီရေဖြစ်ဖြစ်ဆန်ဖြစ်ဖြစ်စာကေးဖြစ်ဖြစ်လူကိုယ်လည်းစဉ်းစားပြီးဝင့်ကျင်တဲ့ဆက်သွယ်တာနဲ့မူဆူဘီပဲလို့ဘွားရှင်းပြပါတယ်တနည်းအားဖြင့်မူဆူဘီဆိုတာသူတို့ရက်တဲ့ချီမင်းတွေလိုပဲတနေရာထဲမှာစုံစည်းပြီးပုံဖော်ရတယ်ရေဘက်ချီနှောင်ပြီးပြန်ဆဲထုတ်လိုက်ဖြတ်တောက်လိုက်နဲ့နောက်တစ်ဖန်ပြန်ဆက်ကြပြန်တယ်အဲ့ဒါကအထုံးအဖွဲ့အချိန်စီစဉ်မှုမူစုဘီလို့ပြောပြပါတယ်သူတို့ကခါကူကီယောလို့ခေါ်တဲ့ပရာလောကဆိုတဲ့နေရာရောက်တဲ့အခါကိုယ်ကဘာကိုပြန်ဖို့ဆိုသူတို့ရဲ့ကိုယ်ပွားကိုအလဲလဲအနေနဲ့ခြံထားခဲ့ရပြီးသူတို့ကိုယ်တိုင်လှုပ်ထားတဲ့ခူဂျီကာမီဆာကေနဲ့ပူဇော်ထားကြရပါတယ်နောက်တစ်ရက်မှာတော့တာကီကဒုက္ခနာကိုယ်ထဲမှာပဲနှူးထားလာပြီးမီဆူဟာရဲ့ကောင်းမှုကြောင့်အမအုတ်ကူတဲရနဲ့ချိန်တွေ့ခဲ့ကြပါတယ်ဗီဇာမထားဘူးတဲ့လူပြပေါ်လေးကတော့အုတ်ကူတဲရနဲ့လျှောက်လဲနေပြီမဲ့အဆင်ပြေမနေပဲသူ့စိတ်ထဲမှာလည်းတခြားတယောက်ကိုတတိယနေပြီးအဲ့လူကိုသဘောကျလို့နေပါတော့တယ်တစ်ဖက်ကမီဆူကလည်းတာကီကိုတတိယနေပြီးတွေးချင်နေတာကြောင့်တိုဂျိုမှာချင်းရတာလေးရှိလို့မုံမချုပ်ခင်ပြန်လာမယ်ဆိုပြီးသူ့ညမလေးကိုပြောပြီးတာကီရှိရဲ့တိုဂျိုမြို့စီတာကီနဲ့တွေ့ဖို့ထွက်လာခဲ့ပါတယ်
တိုဂျိုကိုရောက်လို့ရထားပေါ်မှာတာကီနဲ့တွေ့တဲ့အခါမှမျောလင်းထားပဲတာကီကတော့မှတ်မိမနေပါဘူးမီဆူကလည်းစစ်ပြတ်ဝမ်းနဲ့စွာနဲ့ရထားပေါ်အစင်မှာတာကီကနာမည်ကိုမေးလိုက်ပါတယ်မီဆူကလည်းသူ့နာမည်ကိုပြောပြပြီးခေါင်းစည်းကျိုးလေးကိုလှမ်းပေးခဲ့ပါတယ်အဲ့ဒီညမှာမီဆူကတော့အီတိုမျိုးရီမျိုးလေးမှာစောင်းပွဲတော်နေဖြစ်ပြီးတရားမဲ့ကျဲတကွန်ကြွေကြတဲ့နေ့လည်းဖြစ်ပါတယ်အဲ့ဒီနေ့မှာကျဲတကွန်ကိုတောက်ပဆုံးမြင်ရမှာဖြစ်ပြီးမီဆူကလည်းသူ့ရဲ့သပင်ရွှေတွေကိုညှက်ပစ်ခဲ့ပါတယ်ပွဲတော်နေ့ရဲ့တောင်ကုန်းလေးတစ်ခုပေါ်မှာမီဆူတယောက်ကျဲတကွန်ကြွေတာကိုရက်ကြည့်နေခဲ့ပါတယ်တာကီကလည်းချင်းတွေ့တာမအောင်မြင်တဲ့အကြောင်းကိုပြောပြဖို့မီဆူစီဖုံးဆက်ခဲ့ပေမဲ့မီဆူရဲ့ပုံကတော့ဆက်သက်လို့မရတဲ့ပုံလေးဖြစ်နေပါတော့တယ်အဲ့ဒီနေ့တွေကစပြီးသူတို့နှစ်ယောက်ကလည်းနေရာချင်းလဲတာတွေထပ်မဖြစ်တော့ပါဘူးဒါကြောင့်တာကီဟာမီဆူကိုတတိယနေပြီးမီဆူနဲ့တွေ့ဖို့အီတိုမျိုးရီမျိုးကိုထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့မီဆူနေတဲ့နေရာကိုမသိတာကြောင့်မျိုးရဲ့ရှုခင်းပုံတွေကိုသာပုံချင်းဆက်ပြီးမီဆူနေတဲ့မျိုးကိုလိုက်ရှာခဲ့ပါတော့တယ်သူနဲ့အတူသူ့တငယ်ချင်းစုကားစားနဲ့အမအုပ်ကူတရားတို့လည်းလိုက်ခဲ့ကြပါတယ်ခရီးကတဖြည်းဖြည်းဝေးလာခဲ့ပေမဲ့မီဆူနေတဲ့နေရာကိုရှာမတွေ့တာကြောင့်တာကီဟာစိတ်ထက်ကျနေပြီးဆိုင်တဆိုင်ရောက်မှာတော့သူစဲထားတဲ့ပုံတွေကိုဆိုင်ရှင်ကတွေ့လိုက်ရပြီးအဲ့ဒါအီတိုမိုရီမျိုးမဟုတ်လားဆိုပြီးမေးလိုက်ပါတယ်ကံကောင်းကျင်တော့ဆိုင်ရှင်ကအီတိုမိုရီမျိုးကိုတည်နေပြီးအဲ့ဒီနေရာကိုလိုက်ဖို့ပြောခဲ့ပေမဲ့အီတိုမိုရီမျိုးလေးကတော့လွန်ခဲ့တဲ့3နှစ်ကပဲကျဲတကွန်ကျွေးကြပြီးလူပေါင်းများစွာတည်ကြည်ပျက်စီးခဲ့ရပြီးမျိုးကလည်းမျိုးပြည့်ကြီးဖြစ်သွားတာကိုတာကီတယောက်သိလိုက်ရပါတော့တယ်တာကီကတော့မယုံကြည်နိုင်အောင်ဖြစ်နေပြီးတော့လွန်ခဲ့တဲ့2ပတ်3ပတ်လောက်ကတော့ရှိနေသေးတယ်ပြောပြီးသူနဲ့မီဆူကတော့အပြန်အလှန်ရေးထားတဲ့စာတွေကိုပြခဲ့ပေမဲ့စာတွေကလည်းပျောက်ကွယ်လို့သွားပြန်ပါတယ်အီတိုမိုရီမျိုးကတော့အမှန်တကယ်ပဲလွန်ခဲ့တဲ့3နှစ်ကကျဲတကွန်ကျွေးကြပြီးပျက်စီးသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာသူနဲ့မီဆူဟာတို့ကအချိန်ကာလတွေကိုဖြတ်တန်းပြီးနေရာချင်းလဲသွားကြမယ်သဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်သူမီဆူခန္ဓာကိုယ်ရဲ့ရှိစဉ်ကသူဖားတို့နဲ့အတူတူသွားခဲ့တဲ့ပရာလောကစီသွားဖို့ဆုံးဖြတ်လိုက်ပြီးဆန်ရှင်ဦးလေးကြီးကလည်းလိုက်ပို့ပေးခဲ့ပါတယ်မီဆူဟာတို့ကိုပွားအနေနဲ့ထားခဲ့တဲ့ပရာလောကဟာတကယ်ပဲရှိနေပြီးတော့မီဆူဟာကလည်းလွန်ခဲ့တဲ့3နှစ်ကသူ့စီရောက်လာခဲ့ရလားဆိုပြီးတွေးနေမိခဲ့ပါတယ်ပြီးတော့မီဆူဟာနဲ့အီတိုမိုရီမျိုးလေးကိုကဲတင်ချင်တာကြောင့်တကယ်ပဲအချိန်လေးလာနောက်ဆော့လို့ရရင်နောက်တစ်ချိန်လေးပဲနေရာချင်းလဲကျင်ပါတယ်ပြောပြီးမီဆူဟာရဲ့စာကိတ်ကိုတောက်လိုက်ပါတယ်စာကိတ်ကိုတောက်လိုက်ပြီးချင်းမှာပဲမီဆူဟာရဲ့အကြောင်းလေးသူ့စီလာခဲ့ပြီးသူကောင်းစီကျိုးတွေပေးခဲ့တာတွေကျဲတကွန်ကြွကြတာတွေကိုသိလိုက်ရပါတယ်ပြီးတော့မီဆူဟာရဲ့နာမည်ကိုအောက်ခေါ်ပြီးကျဲတကွန်မကြမီအချိန်ကိုနောက်တစ်ချိန်ခန္ဓာကိုယ်ချင်းလဲသွားကြပါတယ်နေရာလဲချင်းသူပထမဆုံးလုပ်တဲ့အရာကိုစတင်လုပ်ပါတော့တယ်မီဆူဟာရဲ့ရင်သားတွေကိုကန်ပြီးသူ့ညမလေးယောဆူဟာကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာမျက်ရည်တွေစီးကြလို့နေပါတော့တယ်အဲ့ဒီနောက်မျိုးကလူတွေကိုကဲတင်ဖို့ကြိုးစားခဲ့ပါတယ်မီဆူဟာတို့မျိုးကအနာဂတ်ကိုကြိုးသိနိုင်ပြီးတော့မီဆူဟာနဲ့တာကီတို့ရထားပေါ်မှာဆုံခဲ့တဲ့လွန်ခဲ့တဲ့3နှစ်ကမီဆူဟာကသာသိနေပြီးတာကီကတော့ဘာမှသိမနေခဲ့ပါဘူးအဲ့ဒီလိုဆန်းနေကြောင်ကျဲတကွန်းကြေးကြဖို့လူတွေတေးကြေးကြရမယ့်အဖြစ်ကိုကောက်ခဲ့ဖို့ကြိုးစားရပါတော့တယ်သူရဲ့တငယ်ချင်း2ယောက်ကိုလည်းပြောပြပြီးတာဝန်ကိုစီပေးခဲ့ပါတယ်သူကတော့သူ့ခန္ဓာကိုယ်ထဲရောက်နေတဲ့မီဆူဟာကိုလိုက်ရှာခဲ့ပါတယ်မီဆူဟာကလည်းခါကူကီယောလို့ခေါ်တဲ့ပရာလောကနေရာမှာရှိနေတဲ့တာကီရဲ့ခန္ဓာကိုယ်ထဲကနေနိုးလာခဲ့ပါတယ်သူမဒီနေရာမှာဘာလို့ရှိနေရလဲလို့တွေးနေပြီးသူရှိကမျိုးပြည့်ကြီးကိုတွေးလိုက်ရတော့ကျဲတကွန်ကြွေကြတဲ့အချိန်ကိုမှတ်မိတော့ကသူအဲ့ဒီအချိန်ကတည်သွားခဲ့တာလားဆိုပြီးနားမလည်နိုင်ဖြစ်နေပါတော့တယ်တာကီနဲ့မီဆူဟာတို့နှစ်ယောက်ဟာမတူညီတဲ့ချိန်ကာလတစ်ခုစီမှာတယောက်ကိုတယောက်လိုက်ရှာနေပြီးတော့တူညီတဲ့နေရာတစ်ခုမှာတယောက်အတန်ကိုတယောက်ကြားရပြီးနောက်ဆုံးမှာတော့ခန္ဓာကိုယ်တွေလည်းနေရာမှန်ရောက်သွားပြီးတယောက်ကိုတယောက်တွေ့ထားကြပါတော့တယ်မီဆူဟာကတာကီတကယ်ရှိနေမှန်းသိလိုက်ရတော့ဝမ်းနဲ့မျက်ရည်တွေစီးကြနေခဲ့ပါတယ်တာကီကလည်းသူမီဆူဟာကိုတွေ့ဖို့ဟိုဝေးကြီးကလာခဲ့တဲ့အကြောင်းမီဆူဟာရဲ့ကူဂျီကာမီစာခဲကိုတောက်ပြီးဒီနေရာကိုရောက်နေတဲ့အကြောင်းပြောပြလိုက်ပါတယ်စာခဲကိုတောက်ခဲ့ရတယ်ဆိုတာမီဆူဟာသိလိုက်ရတော့ရှက်သွားပြီးတကယ်တော့ကူဂျီကာမီစာခဲဆိုတာအရက်လောက်တဲ့သူကိုယ်တိုင်ဆန်ဟိုဝါကဘူးထဲကိုထည့်ထားရပြီးတဖြည်းဖြည်းနဲ့စာခဲဖြစ်ကိုပြောင်းသွားတာပါမီဆူဟာကအယူနှာဘူးလို့ပြောပြီးသူ့ရင်သားတွေကိုကိုင်းတဲ့အကြောင်းကိုယောဆူကပြောပြလို့သိရလို့ရှက်ရှက်နဲ့ပြောလိုက်ပါတယ်ဟိုငတိကလည်းစိတ်မထင်းနိုင်လို့တခါပဲကိုင်းတာပါလို့ပြောလိုက်ပါတယ်တကယ်တမ်းတော့တခါမကပါဘူးနေရာလဲတဲ့ချိန်တိုင်းပါပဲကိုရီတောင်အဲ့ယူကောင်ကိုအားချနေမိပါတယ်ပြီးတော့သူ့လက်ထဲမှာပတ်ထားတဲ့မီဆူဟာရဲ့ခေါင်းစည်းကြိုးလေးကိုပြန်ပေးပြီးလွန်ခဲ့တဲ့3နှစ်ကသူ့စီလာခဲ့တာမို့မမိကြောင်းနဲ့သူ3နှစ်တောင်ခေါင်းစည်းကြိုးလေးကိုတင်ထားကြောင်းပြောလိုက်ပြီးတယောက်ကိုတယောက်ရီရီမောမောနဲ့ကြည်ရူးနေကြပါတော့တယ်အဲ့ဒီနောက်မှာမျိုးကလူတွေကိုကာဝယ်ဖို့နဲ့သူတို့နှစ်ယောက်နေရာချင်းလဲသွားရင်တော့မှတ်မိနေကြဖို့လက်မှာနာမည်တွေရေးထားကြဖို့ပြောလိုက်ပါတယ်တာကီကမီဆူဟာလက်ပေါ်မှာနာမည်ရေးပြီးမီဆူဟာလက်မရောက်ခင်မှာပဲသူတို့ရဲ့တိတ်ဆုံမှုအချိန်ကာလတစ်ခုကလည်းပျောက်ကွယ်သွားပါတော့တယ်တာကီကလည်းမီဆူဟာရဲ့နာမည်ကိုရေးရွှေရင်တဖြည်းဖြည်းနဲ့မီဆူဟာရဲ့နာမည်ကိုမိသားခဲ့ပါတယ်သူ့ဘဝမှာရေးပါတဲ့သူမေးပြောက်လို့မရတဲ့သူမေးပြဖို့လုံးဝမဖြစ်တဲ့သူတရားရှိခဲ့တဲ့လောက်ပဲမှတ်မိနေပါတော့တယ်တစ်ဖက်ကမီဆူဟာကလည်းတာကီရဲ့နာမည်ကိုရေးရင်သူ့တငယ်ချင်း2ယောက်နဲ့ကျဲတကွန်ကြွေကြတဲ့နေရာကနေလူတွေရွှေ့ပြောင်းဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့သူတို့ရဲ့အကြံကမအောင်မြင်ခဲ့ပဲလူတွေနေရာရွှေ့ပြောင်းဖို့အချိန်မမီတော့တာကြောင့်မီဆူဟာကိုယ်တိုင်သူ့အဖေမျိုးတော်ဝင်စီအကူအညီတောင်းဖို့သွားပါတော့တယ်သွားနေရင်နဲ့ကျဲတကွန်ကလည်းနှစ်ချမ်းခွဲထွက်လို့နေပါပြီမီဆူဟာလည်းသူ့ဘဝမှာအရေးပါတဲ့သူမေးပြလို့မဖြစ်တဲ့သူ
နင်ဘယ်သူလဲလို့စဉ်းစားရင်တာကီရဲ့နာမည်ကိုလည်းမိသွားခဲ့ပါတယ်နာမည်ကိုစဉ်းစားရင်ခလုတ်တိုက်လဲကျသွားပြီးတော့နာမည်တွေအပြန်အလှန်ရေးထားကြမယ်လို့တာကီပြောတာကိုအမှတ်ရသွားခဲ့ပါတယ်ဒါပေမဲ့လက်ကိုကြည့်လိုက်တဲ့အခါနာမည်ဟုတ်မနေပဲချစ်တယ်ဆိုတဲ့စာလေးပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့မီဇူဟာလည်းတာကီနဲ့မျက်ညံတွေအားလုံးပါမိပြောက်သွားခဲ့ပါတော့တယ်ကျဲတကွန်ကလည်းတစားစီခွဲတက်ပြီးအီတိုမိုရီမြို့စီချခဲ့ပါတယ်မြို့ကတော့လုံးဝပျက်စီးသွားပြီးမြို့မှာနေထိုင်သူတွေကတော့ဒဏ်ရာနည်းနည်းလေးတောင်မရကြပဲဘေးလွတ်ရာကိုရောက်နေခဲ့လို့အသက်ရှင်ခဲ့ရပါတယ်ဖြစ်ပျက်တွေအားလုံးပြီးသားလို့အချိန်တွေလက်ကုန်ဆုံးသွားပြီးတာကီတယောက်ကတော့ပွဲရပြီးအလှရှာနေတဲ့လူငယ်လေးတယောက်ဖြစ်လာခဲ့ပါတယ်သူစိတ်ထဲမှာတော့ဘာမှမသိတဲ့တစုံတစ်ခုတစုံတယောက်ကိုလိုက်ရှာနေမိတော့ပါပဲဒီလိုနဲ့တူချိုမြို့ရဲ့ယထာပေါ်မှာတာကီနဲ့မီဆူဟာတို့အမှတ်မထင်ပြန်တွေ့ခဲ့ကြကယထာပေါ်ကအစဉ်တယောက်ကိုတယောက်ပြန်ရှာနေကြပါတော့တယ်မျက်နှာချင်းဆိုင်တွေ့ချိန်မှာတော့ဒဇိုင်းတွေလိုဖြစ်နေကြပြီးမှန်မိတော့ပေမဲ့စုံဘူးတယ်လို့ခံစားနေရတာကြောင့်နှစ်ယောက်လုံးလည်းဘာမှမသိမျက်ရည်တွေစီကြောက်ကတယောက်ကိုတယောက်နာမည်တွေကိုမေးလိုက်ရင်စကားလေးလည်းအဆုံးသတ်သွားခဲ့ပါတယ်ဒီလိုပဲကျွန်တော်တို့အပြင်လောကမှာလည်းအရင်နှီးဆုံးတွေကနေဒဇိုင်းတွေဖြစ်သွားတတ်ကြပါတယ်အဆုံးသက်တွေကမလားပါဘူးဆိုရင်တော့တွေးဆုံမှုတွေမှာပျော်ရွှင်ခဲ့ရတာမို့ဝေးကြတဲ့အခါမှာလည်းခွင့်လွှတ်တတ်ကြရမှာပါချစ်တဲ့သူတိုင်းနဲ့ပေါင်းဖက်နိုင်ကြပါစေလို့ဆုတောင်းရင်ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်